ပြောပြမယ်အဲ့တော့ကျမတို့လူမျိုးလေးပါချီပါချက်တီကိုတောင်မှပဲဟိုလိုမလုံးနဲ့ဒီလိုမလုံးနဲ့ဟိုလိုမပြောနဲ့ဒီလိုမပြောနဲ့ဟိုလိုကမလှဘူးဒီလိုကလှတယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဟာအကုန်အမျိုးစုံကြိုးခုံဝေဖန်ကြသေးတာလေအဲ့လိုကြတော့ဝေဖန်လို့ရလားအဲ့တော့ကျမတို့ကလည်းနိုင်ငံအဆင့်ကျမတို့ကတိုင်းပြည်နဲ့အဆင့်အလုံးလုံးကင်နေကြတဲ့သူတွေမှာလိုအပ်ချက်ကလေးတွေရှိတယ်ဆိုရင်နိုင်ငံမှာနေထိုင်တဲ့ပြည်သူတယောက်အနေနဲ့ကျမတို့ကဝေဖန်ပြတယ်သုံးသပ်ပြတယ်ဒါကိုတိုက်ခိုက်တယ်ကြီးလာမပြောနဲ့မနာလိုတယ်ကြီးလာမပြောနဲ့နင်တို့လောက်ပါလားကြီးလာမပြောနဲ့လူဆိုတာသူ့လမ်းကြောင်းနဲ့သူလုံနေကြတာလုံနေကြတယ်ဆိုတဲ့နေရာမှာတခါတလေကျရင်တွေးလိုက်တဲ့အတွေးလေးတွေကချော်သွားတာလေးတွေရှိရဲ့လိုအပ်သွားတာလေးတွေရှိရဲ့ဒါကိုဘေးကလူတွေကစင်ပေါ်မှာနေနေတဲ့သူကကိုယ့်ရဲ့အမှားအောင်မမြင်ရဘူးစင်အောက်ကနေကြည့်နေတဲ့သူကမီးအောင်အောက်မှာသူ့ရဲ့အမှားတွေကိုမြင်နေရတယ်ဒါကြောင့်မလို့ဒါလေးကတော့ဖြစ်ဒီလိုမလုပ်နဲ့ဟေ့ဒါလေးကတော့ဖြစ်ဒီလိုဆိုရင်မသိလျော်ဘူးဟေ့လို့ပြောတာကိုမနာလိုနေတာတို့တိုက်ခိုက်နေတာလို့သူ့လိုလုံနိုင်လို့လားတို့နဲ့လာမပြောနဲ့အလုံကြီးကင်ကြီးလုံနေကြတယ်ဆိုတဲ့သူတွေနိုင်ငံအဆင့်လုံနေကြတဲ့သူတွေဆိုတဲ့ဟာကနေဟိုအစိုးရကနေဟို NGO INGO ဟိုတခါနဲ့ဒီပရဟိတအဖွဲ့တွေကအစားပြည်သူအတန်နားထောင်ရတယ်နော်အဲ့လိုပြောလို့လေကျမမလေးဟိုလိုဝေဖန်လိုက်ပါလားဒီလိုဝေဖန်လိုက်ပါလားဟိုအစိုးရကိုဒီအစိုးရကျမအစိုးရဝေဖန်နေတဲ့သူမဟုတ်ဘူးကျမနိုင်ငံရေးလုပ်တဲ့သူမဟုတ်ဘူးကျမကိုလာပြီးတော့မှအစိုးရလာမဝေဖန်ခိုင်းနဲ့ကျမနိုင်ငံရေးလုပ်တဲ့သူမဟုတ်ကျမနိုင်ငံရေးပြောနေတဲ့သူမဟုတ်ဘူးတခုတခုဆိုရင်လူတွေကညံနေတာလားညံတိန်တာလားဘလို့လဲတော့မသိဘူးအမလေးသူ့သွားဝေဖန်လေကိုကြိုက်တဲ့သူကိုဝေဖန်မှာပေါ့ကိုရဲ့လွတ်လပ်ပိုင်ခွင့်လေဟုတ်လားနိုင်ငံရေးလုံးမှာနိုင်ငံရေးဝေဖန်မှာနိုင်ငံရေးအကြောင်းတွေပြောမှာနိုင်ငံချစ်တာမှမဟုတ်တာကိုလွတ်ကင်းရလွတ်ကင်းကြောင်းကိုရဲ့ဒီကိုကျွမ်းကျင်တဲ့နေပင်ကိုရဲ့ဆက်ဆက်ပတ်သက်ရာလက်ရှိဟော့ဖြစ်နေတဲ့ဟာတွေကိုဝေဖန်ထောက်ပြတာဒီလေဒါဒီလေတစ်ဖက်တစ်လမ်းကနေပြီးတော့မှဒါအားလုံးကပါဝင်ပြီးအားဖြစ်နေကြတာပဲလေဟုတ်လားနိုင်ငံရေးအကြောင်းပြောမှနိုင်ငံချစ်တာမှမဟုတ်တာအဲ့တော့လာပြီးတစိမ့်မရှိပြောပါလားနိုင်ငံရေးအကြောင်းပြောဘူးမပြောဘူးဝေဖန်တာနဲ့ကျမတို့ဝေဖန်အကြံပြုတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့မတူဘူးနော်ကျမပြောပြနေတယ်ဆိုတာဝေဖန်အကြံပြုတာကျမဝေဖန်ပြတာတိုက်ခိုက်အပုတ်ချတာဆိုတာရှိသေးတယ်တတ်တိုက်ခိုက်အပုတ်ချပြရမလားအပုတ်ချတာမဟုတ်ဘူးအမှန်ချပြရမလားဟမ်ပြောလာပြီးတော့မှဝေဖန်ထောက်ပြပြီးတော့မှထိန်းချောင်းပြီးတော့မှပြည်သူကထိန်းချောင်းပြီးတော့မှမဖြစ်တဲ့တာမဖြစ်အောင်တွေးတောပြီးတော့မှဖြစ်အောင်လို့မတွေးမိတာလေးတွေတွေးမိသွားအောင်လို့မလို့စင်ကျင်မိသွားအောင်လို့မလို့ထောက်ပြနေတာကိုတိုက်ခိုက်တယ်တိုက်ခိုက်တယ်ကြီးပြောနေမတိုက်ခိုက်ဘူးအမှန်တွေကိုပြောပြရမလားလှန်ပြရမလားတိုက်ခိုက်တာမဟုတ်ဘူးတိုက်ခိုက်တာတဲ့တစ်ဆင့်မြင့်တယ်ကျစကီးဖြစ်သွားမှာပေါ့တီတိုင်းပြောရင်ဟုတ်လားအားလုံးက behind the scene တွေရှိကြတဲ့သူတွေကြီးပဲလေကင်းနေတာမှမဟုတ်တာအဲ့ဒါကိုလာပြီးတော့မှအောက်ဆွဲနေအောင်တိုက်ခိုက်တယ်ဆိုတာဘယ်လိုလဲဆိုတာသိအောင်ပြရမလားနော်တိုက်ခိုက်တာမဟုတ်ဘူးဒါကတိုက်ခိုက်စရာမလိုဘူးလူဆိုတာ behind the scene တွေရှိတယ်ဘယ်သူမှ100%မှန်ကန်နေတယ်ဆိုတာမရှိဘူးအားလုံးကဒါထိန်းချောင်းတဲ့အဆင့်ပဲရှိသေးတယ်တကယ်လို့တိုက်ခိုက်ခြင်းနဲ့တကယ်ကိုအစိုးမြင်စိတ်နဲ့ဆိုလို့ရှိရင်တိုက်ခိုက်စရာမလိုဘူးအမှန်တရားတွေရှိတယ်ဆွဲလှန်လိုက်တာနဲ့ဒိုင်းဆိုဖြစ်သွားတယ်ရှိတာပေါ့လူတိုင်း behind the scene ဟုတ်တယ်လားနော်အဲ့လိုမပြောရဘူးကျွန်တော်တို့ကထိန်းချောင်းအောင်မှာပေါ့အမြင်မတော်တာလေးတွေတွေ့ကြတယ်ဆိုတဦးနဲ့တဦးလေဒီလိုပဲသွားကြရမှာလေအကြံပြုကြရမှာလေဝေဖန်ထောက်ပြကြရတာလေဟုတ်လားခါလေးကြရင်အတ္တတွေမာနတွေကြောင့်မလို့မမြင်တာလေးတွေရှိတယ်လေကျွန်တော်တို့ပြောပါအောင်လားဇက်စင်ပေါ်မှာကနေနေတဲ့သူကမိအောင်အောင်မှာကနေနေတဲ့သူကတော့မမြင်ဘူးနော်အောက်ကနေကြည့်နေရတဲ့သူတွေကမြင်နေလိုအပ်ချက်တွေကိုမြင်နေတယ်ဟိုမှာမိတ်ကပ်တွေကွက်နေတာလားဟဲ့အင်ကြီးမှာဘာဖြစ်နေတာလဲခြေချိုးလက်ချိုးတွေမှားနေသလားနော်ဘာဖြစ်နေသလဲမြင်နေရတယ်မိအောင်အောက်ကသူကကြတော့ကိုယ့်ရဲ့အမားအယွင်းကိုမမြင်ရဘူးအောက်ကနေဘေးကနေကြည့်နေတဲ့သူတွေကဒီမိအောင်အောက်ကသူကိုမြင်နေရတယ်ဒါကြောင့်မလို့ဟေးခြေလောက်တာတော့မှားနေတယ်နော်ဟေးလက်လောက်တာတော့မှားနေတယ်နော်ဟိုမှာမိတ်ကပ်တွေကကွက်နေတယ်နော်ဟေးဒီမှာဒီအဝေးစားနေရအဆင်မပြေဘူးနော်လို့အကြံဉာဏ်ပေးတာဝေဖန်တိုက်ခိုက်တာမဟုတ်ဘူး
နော်ဟုတ်ပြီလားအဲ့တော့တိုက်ခိုက်အပုတ်ချတာမဟုတ်ဘူးဝေဖန်အကြံပြုတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့ကိုမကွဲပြားနေသေးဘူးမကွဲပြားနေသေးဘူးနော်တကယ်တိုက်ခိုက်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့လိုမဟုတ်ဘူးတကယ်တိုက်ခိုက်တာနော်ဟုတ်ပြီလားနော်ပြီးရင်ရွှေအကြောင်းရွှေစုစာအုပ်အကြောင်းကျွန်မပြောပြမယ်ဗီဒီယိုဖိုင်လေးတင်ပေးမယ်နော်အများပြည်သူနဲ့သက်ဆိုင်တဲ့သူတွေကတော့အများပြည်သူရဲ့ဝေဖန်အကြံပြုတာကိုမခံနိုင်လို့မရဘူးမခံကျင်လို့မရဘူးခံရမှာပဲပြင်စရာရှိရင်လည်းပြင်ရမှာပဲငါဆွဲအတ္တနဲ့ငါလှုပ်ပေးတာငါကင်ပေးတာဆိုတဲ့မာနနဲ့နေလို့မရဘူးအများနဲ့သက်ဆိုင်တဲ့သူတွေဟာအများရဲ့ဝေဖန်အကြံပြုတာကိုခံနိုင်ရမယ်မခံနိုင်လို့မရဘူးနော်ပြောတိုင်းခံနေရမှာလားပြောနေတဲ့စကားလုံးတွေထဲမှာကို့အတွက်လားသူ့အတွက်လားဆိုတာတော့ဝေဖန်စီစစ်ပိုင်းခြားပြီးပြင်တဲ့နာရှင်ပြင်ရမှာငါတို့လုပ်သမျှမှန်တယ်ငါတို့ပြောသမျှမှန်တယ်ဆိုပြီးတော့မှတော့ငါတကောကောလို့မရဘူးမန်မာနာတွေနဲ့မောက်မှာထောင်လွှားလို့တော့မရဘူးနော်ဟုတ်ပြီလားဝေဖန်မခံနိုင်လို့လည်းမရဘူးဝေဖန်ညမှာပဲထောက်ပြကြမှာပဲနော်အေးအဲ့ဒီကနေတစ်စစ်မြင့်လာလို့ဝေဖန်တာထောက်ပြတာကိုမခံနိုင်ရင်လိုအပ်တယ်လို့စစ်ဆေးအေးအေးယူတဲ့အချိန်ကြလို့ရှိရင်မကောင်းမှုဖြစ်ကုန်မှာနော်အဲ့တော့ဝေဖန်ထောက်ပြထိန်းချောင်းတဲ့အချိန်မှာပြင်လိုက်ရင်ကောင်းတယ်အဲ့ဒီကနေတစ်ဆင့်မြင့်လို့ဝေဖန်တန်နေတိတ်ဆူညံသွားတယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုရင်စစ်စေးအေးအေးယူတာဖြစ်သွားလိမ့်မယ်နော်အဲ့ဒီဆိုမကောင်း